လို့ရှင်က IPA တွေကတိုင်လာစာမပြီးလို့ရှင်ဘာလုပ်မလဲမင်္ဂလာပါရှင် The Trip Channel page လေးကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်နော်ဒီ SFL စာမပြည့်တဲ့ကိစ္စကိုစင်ကာပူရောက်မှ M1 ကိုတိုင်လိုက်လို့ရှင်ရလောက်ထုတ်ခံမှာလားကိုယ်ပြန်လှုပ်လိုက်မှာလားဒီနေ့မှာအားလုံးကြောက်နေကြတဲ့ဒီမျိုးကုန်ပုံမှန်လေးဖြစ်ပြီးသွားမှာပဲနော်နံပါတ်1တတိယအလုပ်ထုတ်မှာလားတတိယအလုပ်ထုတ်မှာလားဆိုလို့ရှင်တော့ထုတ်နိုင်ချက်အများများပါတယ်စင်ကာပူဥပဒေအရအလုပ်ရှင်ဟာအကြောင်းပြချက်မရှိဘဲနဲ့ဒါမှမဟုတ်လို့ရှင်ဒီ notice period ပေါ့နော်အဲ့ဒါပေးပြီးတော့အလုပ်သမားတယောက်ကိုအလုပ်ဖြုတ်ခိုင်းခွင့်ရှိပါတယ်ကိုကသူ့ကိုတိုင်လိုက်ပြီဆိုလို့ရှင်တတိယကိုဆက်ထားဖို့တက်ဒီ pass ကို cancel လုပ်ပြီးတော့ပြန်လှုပ်ဖို့ပဲကြိုးစားပါလိမ့်မယ်နံပါတ်2 M1 ကိုတိုင်လို့ရှင်ရောဘာကြိုးထုံးမလဲတိုင်လိုက်လို့အလုပ်ရှင်ကအပြည့်ရှိချောင်းခိုင်းလို့ရှင် M1 ကကိုဒီလိုမျိုးကူညီပေးနိုင်တယ်လာစာကြွေးပြန်ရမယ်ကိုရတဲ့မီရောမရခဲ့တဲ့လာစာကြွေးတွေကိုအလုပ်ရှင်ကပြန်ပေးရအောင်လုပ်ပေးပါတယ်နောက်တစ်ခုအနေနဲ့ transfer period အလုပ်ရှင်က pass ကိုဖျက်လိုက်လို့ရှင် M1 ကကိုအလုပ်တစ်ရှာဖို့အချိန်တကူဥမာတစ်လားသို့မဟုတ်အိတ်ထပ်ပို့ပြီးတော့နေထိုင်ခွင့်ပေးတတ်ပါတယ်ဒါကို special pass လို့ခေါ်ပါတယ်နောက်တစ်ခုအနေနဲ့အလုပ်ရှင်ကိုအရေးယူခြင်းအဲ့ဒီအလုပ်ရှင်ကိုနောက်နိုင်ငံခြားသားခေါ်ခွင့်ပိတ်တာဒါမှမဟုတ်တန်ရိုက်တာတွေလုပ်ပါလိမ့်မယ်နံပါတ်3အလုပ်ထုတ်မခံရအောင်ဘယ်လိုလုပ်မလဲတကယ်တမ်းမှာအလုပ်ထဲရောက်မှတိုင်တာတဲ့အလုပ်ဝင်ငွေကြတဲ့စာချုပ်ကိုတိကျစစ်တာကပိုဖိချရပါတယ်အလုပ်ထဲရောက်မှတိုင်ရင်ကိုလည်းအများကြီးနေတာပါတယ်အဲ့တော့အောင်ရင်တိခံပြီးဆက်လုပ်နေကြရလို့လည်းအများကြီးရှိပါတယ်အကြံပြုချက်အနေနဲ့အလုပ်ရှင်က IP တဲ့လက်စာကိုလက်ထဲမှာပြန်တောင်းတာမျိုးလုပ်လို့ရှိရင်ဒါရောက်သွင်းမှုပါအဲ့ချိန်ကျမှတိုင်လို့ရှိရင် M1 ကတစ်ဘက်ကပြေဝါရက်တည်ပေးပါလိမ့်မယ်စဉ်းစားကြချက်ကအခုအလုပ်ခေါ်စာတွေထဲမှာအဲ့လိုတွေကြီးပဲဖြစ်နေတာကအသားချနေတဲ့စနစ်မှတစ်ခုပါကိုကတကယ်ပဲလုပ်လို့နေလို့တည်ရနေလုပ်မယ်ဆိုလို့ရှိရင်လက်ရှိရမယ်$1500 $1600လောက်နဲ့တိုင်ရင်လားဆိုတော့အရင်တွက်ပါမတရားတော့မကန်ကြီးဆိုလို့ရှိရင်တော့ IP တဲ့ကတိုင်လာတာပြည့်ပြီးတဲ့အလုပ်ရှင်ကုမ္ပဏီကောင်းကောင်းတွေကိုပဲစိတ်ရှိရှိနဲ့ရှာပါအရေးကြီးဖို့တတိပေးချက်အနေနဲ့ဘယ်တော့မှအလုပ်ရှင်ကိုပတ်စံလန်ကြီးပြန်မပေးပါနဲ့အမြဲတမ်းဘဏ်ကနေပဲပေးယူလို့ပါဒါမှဒါနောက်တစ်ချိန်တိုင်ရင်လို့ရှိရင်ခိုင်လုံတဲ့ bank statement တွေရှိမှာပါကိုယ့်ရဲ့ရပိုင်ခွင့်ကိုတည်ထားတာအကောင်းဆုံးကာကွယ်မှုပါပဲနောက်နေ့ဒီမှာလည်းဒီစင်ကာပူလောက်ကိုင်းနဲ့ပတ်သက်တဲ့တွေ့ကြုံလေးတွေကို slash sharing လုပ်ပြမှာဖြစ်တဲ့အတွက် Trip Channel page လေးကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်ဆုံးဖြတ်ကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်နော် bye bye